ဒီကလေးကဘာဖြစ်လို့ကားနာမှာကြာနေရလဲ ကွန်ဒိုကကားပါကင်ဆိုတော့ကွန်ဒိုလာတဲ့ကောင်မလေးတယောက်ကကြာသွားတော့မဖြစ်နိုင် အဲ့ဒီကလေးကလူသက်သမားရဲ့ပစ္စည်းဖြစ်နိုင်ဒီကားပါကင်ကဒီလိုလာတဲ့ဧည့်သည်တွေပဲရက်လို့ရတာဒါမှမဟုတ်တခြားနေရာလာတဲ့ဧည့်သည်တွေရက်လို့ရဒီခန်းထဲကဖိုင်တွေကိုဘယ်သူကယူပြီးတော့ကြည့်ပန်နေရှိလဲ ဘာလို့ငေါတော့လဲပြီးတော့ဘယ်သူမှရှိကြည့်လို့မရ ဒီတက်ခိုင်လုံတဲ့တက်တွေရှိအောင်မလားတူတယ်ဆိုအောင်တော့လူသက်သမားလိုက်တူပြီးတတ်တာမျိုးလည်းဖြစ်နိုင်တာပဲလေ ရမီဆက်တယ်လို့ရလားမသိဘူးကျွန်တော်ဖုန်းနဲ့ဆက်ဖို့ပြောပြီ ဗရမီကိုမနက်ကရိုက်ကူးရေးကိစ္စရှိလို့ဆက်တာခုထိဆက်လို့မရအောင်စီ လူတွေကျွန်တော်မယုံကြဘူးဗျာကျွန်တော်လိမ့်နေတယ်လို့ထင်နေကြတယ်